အားလုံးပဲမင်္ဂလာပါဒီနေ့ချီလုပ်ပေးချင်တာကကိုအခုလက်ရှိပတ်သက်နေတဲ့သူကပေါ့နော် karmic relationship လားဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ soul mate လားပေါ့နော်အဲ့ဒါလေးကိုဖတ်ပေးမယ်ဒါအများအတွက် collective reading ဖြစ်တယ်ပေါ့နော်ကိုယ့်အတွက်သေသနှုတ်ချင်လို့ရှင်ချီနဲ့ private reading လာပြီးတော့မေးလို့ရတယ် okay အဲ့တော့ကြည့်လိုက်ရအောင်ကိုအခုပတ်သက်နေတဲ့သူက karmic လားဒါမှမဟုတ်လို့ရှင်soul mate လားပေါ့နော်ကြည့်မယ်အခုကိုလက်ရှိပတ်သက်နေတဲ့သူကိုအာရုံစူးစိုက်ထားပါအခုလက်ရှိပတ်သက်နေတဲ့သူက karmic relationship လားဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ဖူးစာဖက်လားပေါ့နော်အဲ့ဒါကိုကြည့်မယ်အဲ့တော့အခုလက်ရှိပတ်သက်နေတဲ့သူကကိုယ့်ရဲ့ karmic လားဒါမှမဟုတ်လို့ရှင်ဖူးစာဖက်လားပေါ့နော်ကြည့်မယ်အဲ့တော့နောက်ဆုံးတစ်ခါကဒီမှာอุ้ยဒါပါကြလာတယ်ပေါ့နော်ဒီမှာ four of scars ကိုကြားတယ်အဲ့တော့ဒါ base မှာတလို့ကြလာတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကိုအခုပတ်သက်နေတဲ့သူကဘယ်လိုမျိုးလဲဆိုတော့ကွာသူကအဲ့လို karmic soulmate relationship လို့ပြောလို့ရတယ်သိလားအဲ့လို karmic ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ကွာဒီနှစ်ဦးလုံးကဒီ relationship မှာတယောက်ကိုတယောက်လက်ကိုမလုံနိုင်ဘူးတယောက်ကိုတယောက်ဆွဲလန်းမှုတွေရှိတယ် attachment တွေရှိတယ်အဲ့လိုမျိုးပုံစံလေးကိုတွေ့ရတယ်ပေါ့နော်သိလားဒါမဲ့တယောက်ကိုတယောက်လက်ကိုမလုံနိုင်ဘူးလွယ်လွယ်ကိုလက်ကိုမလုံနိုင်ဘူးအဲ့လိုမျိုးတွေ့ရတယ်ချီပါဘလို့ karmic လို့ပြောလဲဆိုတော့ဒီမှာ three of scars ကွာ three of scars ဆိုတာ three of swords ကိုပြောတာအဲ့တော့အားလုံးပဲသိတဲ့အတိုင်းဒီမှာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့တယောက်ယောက်ကအတိတ်မှာအဲ့လိုမျိုးနာကျင်ခံစားခဲ့ရတဲ့အရာတွေရှိတယ်ချစ်ရမှာကြောက်နေတတ်တာမျိုးအဲ့လိုမျိုးလေးတွေရှိတတ်တယ်အဲ့တော့အဲ့လိုလူနှစ်ယောက်ကဒီမှာစုံတွေ့ကြရတယ်ပေါ့နော်စုံတွေ့ပြီးတော့ချစ်ချင်းမြတ်တာတက်ဝင်သွားတဲ့အဲ့လိုမျိုးပုံစံအောင်တွေ့ရတယ်ပြလို့ရှိရင်ဒီလက်ရှိဒီလူနဲ့တွဲနေတဲ့အချိန်မှာလည်းတစ်ဖက်လူကအဲ့လိုမျိုးသူ့ကိုယ်သူ heartbreak ကမြင်ပြီးတော့အသေးခွဲတာမြင်ပြီးတော့ heal လုပ်နေတာမျိုးသိရမလားပြန်ကုစားနေတာမျိုးအဲ့လိုမျိုးလေးတွေဒါမဲ့တစ်ဖက်လူမချစ်ဘူးလားဆိုတော့လည်းချစ်တယ်ကွာအဲ့လိုမျိုး energy လေးပေါ့နော်သိလားအဲ့တော့ဟိုဖြည်းဖြည်းချင်းဒီမှာအချစ်တက်ဝင်လာတာမျိုးပေါ့ကွာသိလားဖြည်းဖြည်းချင်းဒီလူကိုချစ်မိလာတာမျိုးအဲ့လိုမျိုးပြီးရင်တယောက်နဲ့တယောက်ကအဲ့လိုမျိုးလက်ကိုလည်းမလုံနိုင်ဘူးဟို toxic ဖြစ်တယ်လို့ကြည့်မပြောဘူးเนาะတယောက်နဲ့တယောက်ကမရှိဘဲနဲ့လည်းမနေနိုင်ဘူးကွာသိလားဟိုနှစ်ယောက်လုံးကတယောက်နဲ့တယောက်တွေ့ပြီးတော့မှဘွာကြီးကပြောင်းလဲလာတယ်တယောက်မရှိရင်လည်းတယောက်မနေနိုင်ဘူးအဲ့လိုမျိုးပုံစံလေးကွာသိလားဟိုအဲ့တော့ karmic ဆန်လိုမျိုး soul mate ပေါ့နော်သိလား karmic ကဘာလဲလို့မေးမယ်ဆိုလို့ရှင် karmic ကကြတော့ဒီလူတယောက်ကကိုဘွားထဲမှာဝင်လာတဲ့ကိုသင်ငန်းစာတွေပေးစရာရှိတယ်ကိုသင်ယူစရာတွေရှိတယ်ဟိုပြီးရင်အဲ့လို on and off အရန်ဖြစ်တယ်ကွာသိလားပြတ်မယ်လောက်လိုက်မပြတ်လိုက်ပြန်ဆက်လိုက်အဲ့လိုမျိုးလေးတွေဒါပေမဲ့တချို့ကောင်းတဲ့ karmic ကကြတော့အဲ့လိုမျိုး relationship ကမြင်ပြီးတော့ပဲအရင်ကွာ karmic အရင်ဖြစ်ပြီးတော့မှ soul mate ဖြစ်သွားတတ်တာမျိုးကွာသိလားကိုယ့်ရဲ့အဲ့လိုမျိုးဖူးစာပဲဖြစ်သွားတာမျိုးအဲ့လိုမျိုးလေးတွေကလည်းရှိတယ်အဲ့ဒါကြောင့်မလို့ချီတာဒီ reading ကို karmic soul mate relationship လို့ပြောတယ်ကွာသိလားအဲ့တော့အစမှာတော့အဲ့လိုမျိုးဟို ups and down လေးတွေအများကြီးကြုံတွေ့ရမယ်ပြက်လိုက်ပြန်ဆက်လိုက်ပြက်လိုက်ပြန်ဆက်လိုက်အဲ့လိုမျိုးလေးတွေကြုံတွေ့ရမယ်နောက်ပိုင်းကြလို့ရှိရင်ကျတော့အဲ့လိုမျိုးစိတ်အေးလက်အေးနဲ့သွားရမယ့်ပုံစံလေးကိုတွေ့ရတယ်ကွာတိလားအဲ့လိုချင်းဟိုတယောက်မရှိရင်တယောက်မနေနိုင်ဘူးအဲ့လိုမျိုးပုံစံ yes နှစ်ယောက်လုံးတူတူရှေ့ဆက်သွားပြနေမှာမျိုးအဲ့လိုမျိုးလေးကိုချီတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီ connection ကkarmic soulmate relationship လို့ချီပြောမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲကို drive private reading လို့ရှင်နေဆိုလို့ရှိရင်ချီကိုလာပြီးတော့မေးမြန်းနိုင်တယ်အဲ့တော့အားလုံးပဲ bye bye